လမှာတစ်ခါနနတီကိုစားရမယ်ဆိုရင်နနတီမှာပါတဲ့ဗီတာမင် A ကခန္ဓာကိုယ်မှာရှိတဲ့လက်သေးခြေသေးတွေကိုနှုတ်ညက်လှပပြီးတန်ပါစေတယ်။နှာခမ်းချောက်တာစပင်ကျွတ်တာစပင်ကျဲတာတွေကိုလည်းကာကွယ်ပေးပါတယ်။နနတီကိုတစ်လမှာတစ်ခါပုံမှန်စားရမယ်ဆိုရင်တခြားယောဂတော်တော်များများကိုလည်းကာကွယ်ပေးပါတယ်။ခဲချင်းတီကိုအထက်ကအစိမပါပဲတစ်ပတ်မှာ2ခေါက်လောက်စားရမယ်ဆိုရင်ကြောက်ကက်ကိုကျန်းမာစေနိုင်ပြီးကြောက်တဲ့တာမျိုးမဖြစ်အောင်အထီရောက်ဆုံးကာကွယ်ပေးပါတယ်။ဒီလောက်ထိလှတဲ့ခဲချင်းတီတွေကခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေကိုတန်ပါစေပြီးကင်ဆာဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။တရက်ဒီရက်ကောင်းကျိုးတွေကတော့ပြောမကုန်တော့အောင်များနေပါတယ်ဗျာ။ဥမကြီးကင်ဆာအဆုတ်ကင်ဆာနဲ့စီးကျိတ်ကင်ဆာရင်သားကင်ဆာဆဲလ်တွေကိုဟန်တာပေးနိုင်တဲ့ဂုဏ်တတိဒီတရက်ဒီမှာရှိပါတယ်ဗျာ။ဒီလောက်ထိအစွမ်းရှိတဲ့တရက်ဒီကိုတစ်လမှာတစ်လုံးတော့စားပေးသင့်ပါတယ်။ငပြောသီးကိုလည်း10ရက်မှတစ်ခါစားရမယ်ဆိုရင်ငပြောသီးမှာပါတဲ့ဗီတာမင် C နဲ့ဗီတာမင် C တို့ကြောင့်အစာချေစက်နဲ့ကောင်းမွန်ပြီးနှလုံးယောဂဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။စိတ်တဲ့ကြချင်းယောဂတွေကိုလည်းကာကွယ်ပေးပြီးတော်တော်များများကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ဒီလိုမျိုးဗဟုသုတဗီဒီယိုတွေနေ့တိုင်းကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ကောင် follow လုပ်ပေးထားဖို့မမေ့ပါနဲ့။တကယ်ချင်းတို့အားလုံးဘိုင်ဘိုင်